Euphoria Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့အမှန်ကတော့ဆိုင်ရာအိတ်တော်မလို့ပေါ့နော်ဒါပေမဲ့ရုပ်တရက်ဒီ on နောက်ထဲမှာဒါလေးကို sharing လုပ်ချင်တယ်ပေါ့နော်ဒီတငယ်ချင်းတွေနဲ့ဒီ podcast ကနေသစင်ပြောချင်တယ်ပေါ့နော်ကျွန်တော်ရဲ့ podcast ကိုလည်းနားထောင်ကြလာတော့မတူဒါပေမဲ့ I keep on posting but yeah hope you guys အကယ်လို့ပြည့်နေဆိုလို့ရှင်လည်းနားထောင်ကြည့်ပေါ့နော်ဆိုတော့ဒီမအဲ့ခင်မှာဘာပြောဖြစ်ဘာတွေးမိတော့ဆိုလို့ရှိရင်သူတယောက်ကကိုယ်လေဘယ်လိုပြောမအောင်ချစ်တယ်လို့ပြောတာထက်သူကကိုယ်ချစ်နေရလို့ခံစားစီတာပို့ပြီးတော့မှအတိတ်ပဲရှိရလို့ခံစားမိရပေါ့နော်ဟုတ်ပါတယ်လူတယောက်နဲ့တယောက်ရဲ့ love language ကမတူဒါပေမဲ့သူ deliver သူပို့လိုက်တဲ့ဒီအချက်ကကိုယ်စီရောက်ဖို့ကတခါလေခဲရင်ကြလေเนาะဘာလို့ဆိုရင်လူတယောက်နဲ့တယောက်ရဲ့ချစ်တဲ့ပုံစံကလည်းမတူပြီးတော့အမ်ကိုအချက်လို့သတ်မှတ်ထားတဲ့ဟာကလည်းအာသူပို့ဆောင်လာတဲ့အချက်နဲ့တိုက်ရိုက်အချိုးချဖို့လည်းလိုအပ်တယ်လေเนาะဆိုတော့တစ်ခါလေကျတော့လေတချို့လူတွေကတချို့လူတွေကကိုယ်ချစ်တယ်လို့ပြောနေရဆိုပေမဲ့ကိုကမခံစားမိရမျိုးလဲဖြစ်တတ်တယ်ထင်တယ်ဆိုင်းကတော့တစ်ခါလေအရင်ဖြစ်တယ်တစ်ခါလေမဟုတ်ပါဘူးလိုက်အာတရားရကိုချစ်တယ်လို့လာပြောလို့ရှင်စိတ်ထဲမှာနည်းနည်းအာဟုတ်ရလားဗောနော်ဒါပေမဲ့သူလည်းမားတာမျိုးတော့မဟုတ်သူလည်းသူချစ်တဲ့ပုံစံသူရဲ့ love language နဲ့သူဖော်ပြတာပေါ့နော်အာလူတိုင်းကတော့သူ့ရဲ့ love language နဲ့သူရှိရဲ့ဒါပေမဲ့ကိုအချစ်ခံရတယ်ဆိုတော့ love language လေးရလည်းရှိရပေါ့နော်အဲ love language ကတိုက်ရိုက်အချိုးကျပြီဆိုမှကိုကဒီရဲ့ euphoria ဆိုတဲ့ခံစားချက်လေးကိုခံစားမိသွားမယ်ထင်တာပဲလောလောဆယ်တော့ဆိုင်အဲ့လောက်ကြည့်တော့မတိဘူးပေါ့နော်ဒီရဲ့relationship နဲ့ဒီ relationship တကယ်လဲမထားတာကြပြီဆိုတော့လေလူကဘယ်လိုမျိုးခံစားချက်မျိုးလဲတော့မသိဘူးဒါပေမဲ့တယောက်ယောက်ကကိုယ်ချစ်တယ်လို့ဖော်ပြလာတဲ့အချိန်မှာကိုကခံစားမိလိုက်တယ်ဆိုတဲ့ခံစားချက်ကလေတကယ်ကိုဘာနဲ့မှလဲလို့မရဘူးအဲ့ရဘယ်လိုပြောမလဲအဲ့ရကလေကိုယ့်အတွက်ตายရတဲ့နေ့ပဲတကယ်မလားအရင်အလောက်ကနေပင်ပန်းနေရဆိုရင်တော့မှအာသူ့ရဲ့စာတစ်ကြောင်းလေးပို့လိုက်တာအရန်ကိုစိတ်ထဲရောက်တယ်ပေါ့နော်အော်ပေါ့အနည်းဆုံးတော့ငါမှဒီလူလေးရှိပါတယ်ပေါ့တကယ်တခါလေကျတော့လေလောကရလည်းနေထိုင်ဖို့အရန်ตายရတယ်ပေါ့နော်တခါလေကျတော့လေနေထိုင်ဖို့ဖြစ်ပါမလားပေါ့အဲ့လိုမျိုးရှောက်တွေးတတ်တယ်ပေါ့နော်တကယ်တော့အချစ်ဆိုတာကတော့ကိုချစ်တယ်ဆိုရင်ချစ်တဲ့အကြောင်းဖော်ပြတတ်တာတော့ကောင်းတယ်ဒါပေမဲ့ဘယ်လိုပြောမှာသူချစ်တယ်လို့ခံယူထားတဲ့အချစ်ပေါ်လဲမူတည်ရပေါ့နော်လူတယောက်နဲ့တယောက်သူကြီးထွားလာခြင်းလဲမတူဆိုတော့လေဒီခါလေကျတော့ကိုကချစ်တယ်ဒါပြနေတာသူ့အတွက်လဲပူလောင်တဲ့အရာတစ်ခုလည်းဖြစ်နေနိုင်တယ်ပေါ့နော်ဆိုတော့ခါလေလဲကိုပြန်စဉ်းစားကြည့်စေချင်တယ်ပေါ့နော်ကိုကသူ့အတွက်ပူလောင်များဖြစ်နေမလားပေါ့နော်ဒါတော့နည်းတော့ negative sadness ဆိုပေမဲ့ခါလေကျတော့ကိုစိတ်တရဖို့အတွက်နဲ့တခြားလူကိုအပူပေးမပေးချင်လို့ထင်တာပဲပေါ့နော်အာနည်းနည်းတော့ဘယ်လိုပြောမှာချေတယ်လို့ပြောမှာအဲ့လိုမျိုးဖြစ်စကားဖြစ်တယ်ဆိုပေမဲ့ခါလီလဲဒါလဲထည့်ပြီးစဉ်းစားတင်တယ်ပေါ့နော်ဘာလို့ဆိုလို့ရှိရင်ခါလီကျတော့လူတယောက်ကိုချစ်တယ်လို့ပြောလိုက်မှဒါကပြီးသွားတာလားပေါ့နော်ခါလေကျတော့ကိုကအဲ့လူကိုချစ်တယ်လို့မပြောလိုက်လို့ကိုတက်ကိုစိတ်တရစေချင်လို့ပြောလိုက်တာပဲရှိရကွာသိရမလားတခြားလူတွေကတော့တာဝန်ခုဖြစ်သွားတယ်ပေါ့နော်
ဒါလည်းသူ့ညာနဲ့တူပါပဲဒါပေမဲ့ဒါလေးထက်တွေစေချင်တယ်လို့ဆိုင်ရတော့မြင်မိရယ်ခါလေကျတော့အေးစစ်စစ်ဖြည်းဖြည်းလေးသွားတာပဲကောင်းတယ်ဘာလို့ခါလေကျတော့လူတွေကအရင်လောကြလည်းမသိဘူးပေါ့နော်ပြောရင်ဆိုရင်အချက်ကိုစိုက်တယ်လို့အချက်ကိုမစိုက်ဘူးလို့ဖြစ်နေဒါပေမဲ့အချက်ကကောင်းပါတယ်ပေါ့နော်အချက်ကဖော်ပြတတ်တဲ့သူပေါ်မူတည်ပြီးတော့ကောင်းတယ်ပေါ့နော်ကိုအချက်လို့ခံယူထားတဲ့သူနဲ့လည်းတွေ့ကြပါစေလို့မိမကတော့ဆုတောင်းပေးရဘာလို့ဆိုဒီရဲ့ခံစားချက်ကလူတိုင်းနဲ့ထိုက်တန်တယ်ပေါ့နော်ချစ်တယ်ဆိုတဲ့စကားလူတိုင်းနားထောင်ဖို့ထိုက်တန်တယ်လူတိုင်းရရှိဖို့ထိုက်တန်တယ်ပေါ့နော်ဆိုတော့အကယ်လို့ကိုလူတယောက်ကိုချစ်တယ်ဆိုရင်လည်းသူ့ရဲ့ love language လေးသူကိုလေ့လာကြည့်ပေါ့နော်ပြီးတော့သူသတ်မှတ်ထားတဲ့အချက်နဲ့ကိုသတ်မှတ်ထားတဲ့အချက်ကလည်းသူအောင်ညှိယူပေါ့နော်အဲကြောင့်မို့ဖြည်းဖြည်းလေးသွားစေချင်တယ်ပေါ့နော်လူတယောက်နဲ့တယောက်အရင်လောနေရတဲ့ဘယ်လိုပြောမှာလေ့လာပြီးတော့မှချစ်ကြတာကောင်းတယ်လို့မြင်တော့မြင်တယ်ဆိုတော့ဒီချစ်တယ်ဆိုရဲဟာလက်ခံဖို့လဲထိုက်တန်လို့ပေးဖို့လဲအရန်လိုအပ်တယ်ပေါ့နော်ကိုကဘယ်လိုပြောမှာအချစ်ကလေဒီခါလေကျတော့အရန်စမ်းကြက်လို့အရန်လဲရိုးရှင်းနေပေါ့နော်ကိုကချစ်နေုံနဲ့လည်းပြီးတာမျိုးမဟုတ်ပေါ့နော်ဖော်ပြချက်ဖို့ကလည်းလိုတယ်ပြီးတော့ဒီတာဝန်ယူတတ်ဖို့လည်းလိုရပေါ့နော်ဒီချစ်တဲ့ကိုယ့်ရဲ့ခံစားချက်အတိုင်းကိုတာဝန်ယူတတ်တဲ့လူဖြစ်တာကတော့ပိုအကောင်းဆုံးပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ပါကိုကလူတယောက်ကိုချစ်တယ်ဆိုလို့ရှိရင်လည်းဒီချစ်တဲ့အကြောင်းလေးကိုပြောပေါ့နော်ချစ်တဲ့အကြောင်းကိုသူစက်အောင်လုပ်ပြီးတော့မှပြောပေါ့နော်သူရဲ့ love language နဲ့တိုက်ရိုက်ဖြစ်အောင်ပေါ့နော်ဆိုတော့အားလုံးလည်းဒီရဲ့ message ကိုခံစားမိမယ်ထင်တယ်နည်းနည်းတော့အကျိုးရှိလားမရှိလားတော့မသိဒါပေမဲ့ဒီဒါကိုမပြောလိုက်လို့ရှိရင်အိတ်မပြောလောက်အောင်ဆိုပြီးမှစဉ်းစားမိလိုက်လို့လေဆိုတော့အားလုံးလည်းဒီ podcast နဲ့ပတ်သက်ပြီးဘယ်လိုလဲမြင်တော့နားထောင်ပြီးတဲ့အတွက်တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ဒီทีနားထောင်ပြီးတဲ့အတွက်ဆိုင်လည်းမနေ့ပြန်မနေ့စောထားပြီးတော့အလုပ်သွားတော့မှာဆိုတော့နောက်တစ်ပတ် podcast ကဘာဖြစ်မလဲဆိုတာလေးကိုလည်းစောင့်မျှော်ပေးကြပါအောင်လို့ပြောရင်းနဲ့အားလုံး good night ပါမနေ့နားထောင်နေရဆိုလို့ရှိရင်လည်း good morning ပါကာယရောနေလေးဖြစ်ပါစေလို့ဒီကနေဆုတောင်းပေးလိုက်ပါတယ်เนาะပြီးတော့အချစ်ခံရပါစေလို့ဆုတောင်းပေးပါတယ် bye bye